United အတွက်အကောင်းဆုံးရွေးချယ်မှုဖြစ်လာမယ်။ပေါင်35တန်းတန်လျှို့ဝှက်လက်နက် Lewis Hall ကိုမေ့ထားလိုက်ပါ။ပေါင်35တန်းနဲ့ United ရဲ့တောင်းပန်ပြဿနာအကုန်လုံးကိုဖြေရှင်းပေးနိုင်မယ့်ကစားသမားတစ်ယောက်ရှိနေပြီဆိုတာသင်သိပါသလား။အဲဒီကစားသမားက United ကိုဘယ်လိုကယ်တင်မလဲ။ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာ။ Red Revival Channel ကနေကြိုဆိုလိုက်ပါရစေ။လက်ရှိခေတ်ဘောလုံးလကားရဲ့ကစားသမားအပြောင်းရွှေ့ဈေးကွက်ဆိုတာရိုးတော့လောက်အောင်ကိုကမောက်ကမဖြစ်နေတဲ့အခြေအနေပါ။တာမန်ခြေစွမ်းလေးရှိတဲ့ကစားသမားတစ်ယောက်ကိုတော့ပေါင်50 60လောက်အလွယ်တကူဈေးခေါ်နေကြတဲ့အချိန်ဖြစ်ပါတယ်။ဒီလိုအခြေအနေမျိုးမှာ Manchester United တင်နေတဲ့ Jasper လိုအရေးသွေးပြိုးရတဲ့ကစားသမားတစ်ယောက်ကိုပေါင်35တန်းနဲ့သာရလိုက်မယ်ဆိုရင်ဒါဟာတာမန်ပြောင်းရွှေ့တစ်ခုမဟုတ်တော့ပါဘူး။ United ဘုတ်ပွဲရဲ့အပားနဲ့ဆုံးညံအကျဲဆုံးနဲ့တန်ကြေးရှိဆုံးခေါ်ယူမှုကြီးတစ်ခုဖြစ်လာမှအသေးကြပါပြီ။ကျွန်တော်အနေနဲ့ပုံမှန်လင်းလင်းပြောရရင်ဒီဈေးနှုန်းဒီကစားသမားနဲ့ပတ်သက်ပြီးတော့တိတ်ကိုကျင်းတဲ့အားရမိပါတယ်။ငွေကြေးသုံးစွဲမှုအပိုင်းမှာအများအားဝေဖန်ခံရတဲ့ United အသင်းအတွက်ဒီလိုတင်းတင်းမျှထားတဲ့ဈေးနှုန်းနဲ့အသင်းရဲ့လိုအပ်ချက်ကိုခွက်တိဖြည့်ဆည်းနိုင်တာကအသင်းရဲ့အနာဂတ်ဘဏ္ဍာရေးစီမံကိန်းတွေအတွက်လည်းအများကြီးထောက်ကူဖြစ်လာစေမှာပါ။အသင်းကြီးတစ်သင်းဆိုတာငွေကိုရေလိုသုံးမှအောင်မြင်တာမဟုတ်ပဲလိုအပ်တဲ့နေရာတွေကိုအဝင်ခွင့်ချဖြစ်မဲ့သူကိုမှန်မှန်ကန်ကန်ရွေးချယ်နိုင်ဖို့ကလည်းအရေးကြီးဆုံးဖြစ်ပါတယ်။ Jasper ရဲ့ကစားဟန်ကိုနေစစ်ပိုင်းရဒေချာခွဲချမ်းစိတ်ဖြာကြည့်မယ်ဆိုရင် United ပရိသတ်တွေဘာကြောင့်စိတ်လို့ရှားတင်တယ်လဲဆိုတာရှင်းရှင်းလင်းလင်းမြင်တွေ့ရမှာပါ။ပထမဆုံးချက်ကသူ့ရဲ့ကြောက်ကမန်းလေးလေးအမြန်နှုံးပါပဲ။ United ရဲ့တောင်ပန်တွေမှာလက်ရှိလိုအပ်နေတာကပြိုင်ဘက်ခံစစ်ကြောင်းကိုဆွဲဖြဲဖြစ်နိုင်မဲ့ထိုးဖောက်မှုအရှိန်ဟုန်တွေဖြစ်ပါတယ်။ Span ကဒီလိုအပ်ချက်ကိုရာခိုင်နှုန်းဖြစ်ဖြည့်ဆည်းပေးနိုင်ပါတယ်။ဒါပြင်ခန္ဓာကိုယ်ကြမ်းခိုင်မှုပိုင်းမှာလည်း Premier League လိုကျန်းတဲ့ပြိုင်ပွဲမျိုးနဲ့အပြေအဝကိုက်ညီမှုရှိပါတယ်။ပြိုင်ဘက်တောင်ပန်ကစားသမားတွေနောက်ခံလူတွေနဲ့ရုပ်ပိုင်းဆိုင်ရာအားပြန်ရတဲ့အခါမျိုးမှာ Span ကအလွယ်တကူအလျှော့ပေးတတ်တဲ့ကစားသမားမျိုးလုံးဝမဟုတ်ပါဘူး။အရေးကြီးဆုံးချက်ကတော့သူဟာဘယ်တောင်ပန်မှာရောညာတောင်ပန်မှာပါနှစ်ဖက်စလုံးတစ်ထောင်တစ်တာကစားနိုင်တဲ့စွမ်းရည်ကိုပိုင်ဆိုင်ထားတာပါပဲ။ကစားမတစ်ယောက်ထဲကနေရာနှစ်ခုစလုံးကိုအဆင့်တန်းမြင့်မြင့်တာဝန်ယူပေးထားနိုင်တာကအသင်းအတွက်တော့တကယ်ကိုအဖိုးတန်လာတဲ့လက်နက်တစ်ခုဖြစ်ပါတယ်။နီးပြမာကက်ကားရီအနေနဲ့အသင်းကိုကင်ထွေရမှာကစားကွက်အပြောင်းလဲတွေကိုအမြဲတမ်းဆန်တက်လေးရှိပါတယ်။ပွဲကစားနေနဲ့ခံစစ်ကနေတိုက်စစ်ကနေခံစစ်ကိုလင်းလင်းမြန်မြန်ကူးပြောင်းတဲ့နေရာမှာ Span လိုနေရာစုံကစားနိုင်တဲ့ရှိတဲ့ကစားသမားမျိုးကနီးပြအတွက်အများကြီးအသုံးတည့်စေပါတယ်။တိုင်ဘက်ကိုအပေါ်စီးကနေဖိအားပေးကစားခြင်းတဲ့အချိန်တွေမှာ Span ရဲ့အရှယ်ဟုန်နဲ့ထိုးပေါက်နိုင်စွမ်းတွေကအသင်းရဲ့တိုက်စစ်ကိုတိတိတတ်တာအသက်ဝင်စေမှာပါ။တကယ်လို့ခံစစ်ကိုပိတ်ကစားရမယ့်အချိန်မျိုးမှာလေသူ့ရဲ့ကြံ့ခိုင်မှုနဲ့လိုက်ပါဖျက်ထုတ်နိုင်စွမ်းတွေကနောက်တန်းအတွက်ကြီးမားတဲ့အထောက်ပံ့ဖြစ်စေမှာပါ။အတူချုပ်ပြောရရင်တော့ကျွန်တော်တို့အထက်ကပြတ်မှတ်ထားနေတဲ့ Lewis Hall ကသာအကြောင်းမျိုးကြောင့်မခေါ်ဖြစ်တော့ဘူးဆိုရင် Jasper ကသာ United အတွက်နောက်ထပ်မဖြစ်မနေအမြန်ဆုံးခေါ်ယူတဲ့ကစားသမားတစ်ယောက်ပဲလို့အပွင့်လင်းဆုံးသုံးသပ်ချင်ပါတယ်။ဒါပေမဲ့တချို့ကတော့ပေါင်35တန်းဆိုတာ Span လို့ခြေစွမ်းမတည်ငြိမ်တဲ့ကစားသမားအတွက်ဈေးကြီးလွန်းတယ်လို့ဝေဖန်နေကြပါတယ်။ Spa တင်မှာနေရာမရလို့အငှားချခံရတဲ့ကစားသမားတစ်ယောက်ကိုခေါ်ယူလိုက်တာက United ရဲ့အဆင့်တန်းကိုချလိုက်တာပဲလို့ပြင်းပြင်းထန်ထန်ထိုးနှက်နေကြတာပါ။ဘိုးအဖွဲ့ကပတ်စံမသုံးချင်လို့ဖြစ်တယ်လို့ဖာထေးလိုက်တာလား။ဒါမှမဟုတ်တကယ်ပဲအသုံးထည့်မဲ့ကစားသမားလားဆိုတာကတော့ပရိသတ်တွေကြားမှာအကြီးကျယ်ငင်းခုန်စရာလည်းဖြစ်နေပါပြီ။ခင်ဗျားတို့ရောဘယ်လိုမြင်လဲ။ခင်ဗျားတို့ရဲ့အမြင်တွေကိုလည်းပြောပြသွားခဲ့ကြပါဦး။အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။